နှလုံးသားဆိုတာတစ်စုံတည်းရှိတဲ့အတွက်တယောက်တည်းအတွက်ပဲဖြစ်ရမယ်လူတစ်ယောက်ကိုချစ်ပြီးဆိုတယောက်တည်းကိုပဲချစ်ပါအကယ်၍ကိုယ့်အပေါ်သစ္စာဖောက်လင်ဖြစ်ဖြစ်ကိုကသူ့ကြောင့်နာကျင်နေရလင်ဖြစ်ဖြစ်ကိုကချစ်နေတွေ့နားလဲနိုင်တွေ့အတက်နိုင်ဆုံးနားလဲပေးပါနားလဲနိုင်စွမ်းတွေခွင့်လွတ်နိုင်စွမ်းတွေကုံသွားတဲ့တနေ့တော့ဆွလွတ်ကလွတ်ချလိုက်ပါတန်ရာဆိုတာဖြစ်ခါစားမလို့ပူနွေးနွေးမှာမနာကျင်ရတယ်လို့ခံစားရတယ်မလားနည်းနည်းလေးကြာမှပိုနာလာတတ်တာပဲလေထိုဖြစ်စဉ်လိုပါပဲအချစ်မှလည်းကြာလာလေလေပိုနာကျင်ရလေလေမဟုတ်လားအာမနာတန်ရက်ဆက်နေမှာတော့အာမနာတန်လွတ်ချခဲ့ပါအတွေ့ပေါင်းစုံနဲ့ဖြစ်ဖြစ်ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ်ကိုမကိုမဟုတ်တဲ့လူတစ်ယောက်အတွက်အချိန်တွေအကုန်မခံပါနဲ့ဟိုဆိုတာတော့မလေလားစေချင်မိဘူးတို့ပေမဲ့တစုံတရာကြောင့်ကျွန်တော်နေရာတော့ရောက်ရှိလာတဲ့တနေ့တော့မင်းသတင်းတွေမကြားချင်ပါပဲလေကြားနေမိရမှာပါပဲကိုကမမေးပါတော့လဲပြောလာသူတွေကပြောနေကြမှာပါကိုနဲ့တော့မဆိုင်တော့ဘူးဒါပေမဲ့မင်းသတင်းတွေကြောင့်မင်းကိုယ်တိုင်ရွတ်သွသွားလိမ့်မယ်ထိုအချိန်ရောက်မှကျွန်တော်နားလဲပါပြီဆိုတဲ့ခေါင်းစဉ်လေးနဲ့ကျွန်တော်ရှေ့မငုံမိပါစေနဲ့ကျွန်တော်လည်းဘာမှမလုပ်ရမပြောခဲ့ရပါဘူးဝတ်ကသူ့ဘာသူလဲသွားရင်တော့ကံပေါ့ဗျာနောက်ဆုံးအနေနဲ့လူတစ်ယောက်ကိုချစ်တတ်ဖို့ဆိုတာနှလုံးသားနဲ့ကိုယ်ချင်းစာစိတ်ပဲလိုတာပါဒါရီဒါနားလဲသွားရင်အချစ်နဲ့အချစ်ထက်သူကြကအချစ်စစ်တွေပဲပြန်ရပါလိမ့်မယ်မချစ်တတ်သေးတဲ့အထီတော့ရောင်လေတယ်နဲ့အချစ်တူတွေကြားအချိန်ကုန်နေမှာပါပဲအချစ်ဆုံးဖြစ်ဖို့ထက်အချစ်သက်ဆုံးနဲ့အချစ်စစ်နဲ့ချစ်တတ်ဖို့ပဲဦးစားပေးချစ်ကြည့်ပါ